နော်မကွေးရနေပြန်ရောက်ပြီဆိုတော့ဒါဒီဗီဒီယိုရချင်းအနှစ်ချုပ်လေးကိုပြန်ပြောအောင်မယ်နော်အဲ့တော့အဖေကသူကလေအာကောင်မိုးကင်သားဖြစ်တာပါဒီအာကောင်ရဲ့အပေါ်ဘက်နော်ဒီအပေါ်ဘက်မှာသူကလေပထမတော့ကတော့သူကလွန်ခဲ့တဲ့3နှစ်လောက်ကတော့အန်ကတ်တက်ထားတာပေါ့နော်ပင်မနေမကလေးတွေလည်းအိတ်နေကလေးတွေတားငယ်ကတော့အောက်ထပ်မှာမအိတ်ဘူးမအိတ်ဘေးနဲ့ပဲလာအိတ်တယ်အလဲကောင်တက်မှာလာအိတ်တယ်အကြီးကောင်ကတော့မပေါ်မှာအိတ်နေနော်အဲ့တော့ဒီမှာအဖေဖြစ်တဲ့ဟာလေးကလေသူကကြတော့အာကောင်မိုးကင်စာဖြစ်တာသူကဘလို့စသည်လဲဆိုတော့သူဖြစ်တာကစောင်းတွင်းကြီးဖြစ်တာစောင်းတွင်းဖြစ်တာဟိုမှာလေဟိုဟာပေါ့နော်သူကအာကောင်ကြီးကနားတယ်သမီးရေတောက်ရတာတော့မှပဲမျိုးမကြဘူးပေါ့နော်အတင်းမဲ့မျိုးချနေရတယ်လို့အဲ့လိုပြောလဲပြောအဖေအဲ့တော့စောင်းတွင်းဆိုတော့ပေါ့နော်အပူတွေခဲလို့နေမှာအဖေဝင်းမချုပ်စင်းနဲ့ရေမြတောက်ပေးဆိုပြီးတော့သူ့ကိုအဲ့လိုမျိုးလေးပြောထားတာပေါ့အဲ့တော့မှသူကနေပြီးတော့နောက်ထပ်3ရက်လောက်နေလဲသူကမတက်တာပြီးတော့နဲ့ပဲသမီးတဲ့အန်ကတ်ကြောင်ဖြစ်တာလားမသိဘူးအန်ကတ်ကြီးလက်ချော့ကြည့်ပေါ့နော်ဟောအန်ကတ်ကြောင်သူအကောင်နားနေတာပေါ့ကိုကလည်းပါဇက်ဟာကြီးအောင်အဲ့လိုမပြောလိုက်မိဘူးမပြောလိုက်မိတော့အဖေအဲ့တော့လေအဖေသွားစီကန်းကိုပြန်ပြရင်ပြပါနော်ပြဆိုတော့စီကန်းလည်းရောက်လဲရောက်ရောစီကန်းဒါအန်ကတ်ကြောင်ဖြစ်တာမဟုတ်ဘူးအသားစာကိုစစ်ပြီးတော့ယူပြီးတော့စစ်မယ်အဲ့တော့သူလမ်းညွန်ပေးလိုက်တဲ့စီကန်းကိုသွားပေါ့နော်အဲ့ဒီမှာသူအဆဆရလုတ်ပေးလိုက်မယ်ဆိုပြီးမကွေးကိုညွန်တာပေါ့နော်အဲ့ဒါနဲ့ပဲဆရာပြောတဲ့အတိုင်းပဲမကွေးမှာပဲစစ်လိုက်တယ်ပေါ့နော်တပတ်လောက်လဲကြာရောအဖြေရလဲရရောဆရာကတော့စိတ်ခံခိုင်းထားပါနော်ဒါကင်ဆာဖြစ်နေတာသိကြတယ်ဆိုကွာအဲ့ဒါနဲ့ပဲမဟုတ်တော့ပါဘူးပေါ့နော်ဒီအနာကြီးကဟိုကလုံးဝလေးမျိုးရိုးထဲမှာကင်ဆာလည်းမရှိဘူးအဲ့လိုမျိုးပေါ့နော်အဖေကျမအဲ့လိုကြီးလက္ခဏာမှမပြဘဲနဲ့ဒါကင်ဆာလို့အတက်မှကြီးကလည်းပြောတဲ့အခါကျတော့စင်မပြေဘူးဆိုပြီးတော့နောက်တနေရာမှာလည်းသွားစစ်တယ်စစ်တော့လေဒီလက္ခဏာပေါ့နော်ဒီကင်ဆာဖြစ်နေတယ်ပေါ့နော်အဆင့်နေပါလေတော့မပြောကင်ဆာဖြစ်နေတယ်အဲ့တော့ကင်ဆာဖြစ်နေတယ်ဒီကင်ဆာအရမ်းမြန်တယ်ပေါ့နော်အာကောင်မှဖြစ်တဲ့အတွက်အဲ့လိုပေါ့နောက်ဆိုလို့ရှိရင်ဘာရေတောက်ဖို့တောင်ခက်ခဲရှိတယ်သူကဒီအာကောင်မလေးမှုပွင့်လို့3ပွင့်တာ3ပွင့်ပွင့်တော့ကြတော့ကြလို့ရှိရင်အသက်ရှူတွေပါရက်သွားနိုင်တယ်ပေါ့အဲ့လောက်ထိမြန်တယ်ဆိုတော့အဲ့ရက်ကတော့လုံးဝအလုံးလောက်ရတာပေါ့နော်လောက်ရတာလည်းအဆင်မပြေဘူးစိတ်ထဲမှာဘလို့မဟုတ်ပေါ့နော်အဲ့လိုစိတ်ထဲမှာနှစ်ပြီးတော့အလုံးလုံးလို့မရဘူးဟိုအမြဲတမ်းပဲတွေးနေရပါတော့ဒီနှစ်မှာအလိုရှိတယ်အလိုရှိတော့အဖေကိုမိသားစုစုံလင်နဲ့ပဲပေါ့နော်တစ်သက်လုံးကိုအသက်ကြီးတဲ့အထိကိုပဲသူမြည်တွေကြီးတဲ့အထိမြစ်တွေရတဲ့အထိအဲ့လိုမျိုးလေးကိုကနေသွားချင်တာသူများတွေကထပ်ပြောတာပါလဲဆိုတော့အဲ့လိုကင်ဆာဆေးသွင်းကကြမှာတီးသွားတယ်ပေါ့အဲ့လိုဆေးသွင်းရင်အတီးမြန်နေပြီးရင်ဓာတ်ကင်နေဆိုတာကလည်းအနာတွေမြုံနေပေါ့နော်အနာကြီးကမြုံသွားတာပဲရှိတယ်သူကင်ဆာဆေးတွေကအထဲမှာပြန့်နေတာဘလို့ပဲညာနဲ့မျိုးစုံပြောတာပေါ့နော်ဒါမဲ့လို့ကိုကဘလို့ခံယူလိုက်လဲဆိုရင်မရအောင်အဖေကိုကုမယ်တက်နိုင်တာထပ်ပို့ပြီးတော့ကုမယ်ပေါ့နော်အဲ့တီချင်းမှာပဲအိမ်နဲ့လုံးဝလေအခုဆိုရင်မသိတော့ဆိုရင်မောင်နှမ2ယောက်ရှိတယ်ပေါ့နော်အကိုကြီးရှိတယ်မသိရအငယ်ပါအဲ့တော့အကိုကြီးလည်းမပြောဘူးအမေလည်းမပြောဘူးအဖေနဲ့အဲ့လိုပေါ့ဟိုမှာစိတ်စရာတွေနဲ့တိုင်ပင်ပြီးတော့တခါတည်းကိုပဲအဲ့ဒါအကိုကြီးမှာပထမဆုံးအချိန်စေးတန်းသွင်းခဲ့လိုက်တာပေါ့နော်အဲ့ရနေမှာဆရာမကြီးကနေပြီးဆရာမတော်တာပထုံးပေါ့နော်အဲ့သူကနေပြီးတော့21ရက်ကိုတစ်ချိန်ပြန်ချိန်နေပေါ့နော်မနေ့သွင်းတယ်နေ့ကင်း2နာရီလောက်ဆိုပြီးတယ်အဲ့ချိန်ညလို့ရှင်ကိုကမကွေးမှာနည်းနည်းပလဲပတ်ပြီးရင်ပြန်တယ်နော်အဲ့လိုမျိုးလေးနဲ့သွင်းလာတာအခု6ချိန်ပြီးသွားပြီအဲ့တော့6ချိန်ပြီးသွားပြီဆိုတော့နောက်ထပ်တစ်ဖြက်ကဘာလုပ်ရမလဲဆိုရင်နေပြီးတော့မှဓာတ်ကင်ရမှာပေါ့နော်ဒီကင်ဆာယောဂတွေကလေတယောက်နဲ့တယောက်ဖြစ်တဲ့နေရာချင်းလည်းမတူဘူးဖြစ်ပုံချင်းလည်းမတူဘူးအဆင့်တွေလည်းမတူဘူးเนาะဆေးသွင်းတဲ့နည်းလေးလည်းပြောပြအောင်ပါเนาะဆေးသွင်းတဲ့နည်းကကြတော့ तू ကဘယ်လိုလဲဆိုတော့ဟိုပါပေါ့ဒီလူကကင်ဆာဆေးသွင်းမယ်ဟုတ်ပြီမိသားစုနဲ့တိုင်ပင်ပြီးပြီလားကိုယ်သဘောနဲ့ပဲမသိရတော့ကိုယ်သဘောနဲ့ကိုဆုံးဖြတ်ပြီးတော့သွင်းလာခဲ့တာပေါ့เนาะအဲ့တော့လူနာသွင်းဆေးသွင်းမဲ့လူရဲ့ခံနိုင်ရည်ပေါ့เนาะခံနိုင်ရည်ရှိလားဆိုတာအရင်ဆုံးစစ်ရတယ်เนาะ ECG ဆွဲတယ်
ပြီးတော့ electrolyte စစ်တယ်ကြောက်ကက်စစ်တယ်နှလုံးကိုလည်းစစ်တယ်နော်အဲ့ဒါတွေသူကကြောက်ကက်ကိုလည်းဒီဆေးတွေကထိခိုက်နိုင်တယ်လေအဲ့ဒါကြောင့်မို့လို့ကြောက်ကက်ကောင်းလားပေါ့နော်အဲ့ဒါတွေအကုန်လုံးအချိုးစားညီတယ်ဆိုမှဒီဆေးကိုခံနိုင်တယ်ဆိုမှ तू ကဒီဆေးရဒါဆိုရင် तू ဘယ်နှကြိမ်သွင်းရမလဲပေါ့နော်မသိရင်အဖေကတော့ဒါ तू အနည်းဆုံးပမာဏ6ကြိမ်နဲ့မှာပေါ့နော်တချို့ရင်သားကင်ဆာဖြစ်တဲ့လူတို့ခုနပစောင်းကင်ဆာကြီးတွေဆို तू ကလည်းဒီမှာကြီးတွေကိုပဲပေါက်ထွက်တာပစောင်းကင်ဆာကြီးတွေဆိုပေါက်ထွက်တာဒီမှာလည်းအပွင့်ကြီးတွေကြီးတွေနဲ့တချို့ဆိုဒီတော့သွားကြီးတွေလည်းပေါ်လို့အဲ့လိုတွေဆေးရုံမှာအများကြီးပဲရှိတယ်အဲ့တော့သူတို့တွေဆို18ကြိမ်18ကြိမ်အဲ့လောက်ကြီးတွေသွင်းပြီးပြီတဲ့နော်တချို့ကြတော့လဲသွင်းပြီးတော့လေအဲ့လိုမျိုး2နှစ်ကြာမှ3နှစ်ကြာမှအဲ့လိုမျိုးဆီယမကလည်းသူကဒါပြီးလို့ရှင်ဘယ်လောက်ကြာရင်ပြန်ပြဆိုတာသူကတော့ရချင်းပေးတယ်လေဘယ်နှလကြာရင်ပြန်ပြဘယ်နှနှစ်ကြာရင်ပြန်ပြဆိုတာအဲ့လိုမျိုးပြတယ်တချို့ကြတော့လဲဒီကြားထဲကောင်းသွားပြီဆိုပြီးတော့နေရနေမှပြန်ဖြစ်လာတာမျိုးပေါ့နော်ကင်ဆာဆဲဆိုတာကတော့ဖြစ်ပြီးရင်အရှင်းပြောက်တယ်ဆိုတာခက်ပါတယ်သူကအမြင့်တွယ်တာဆိုတော့လေဖြစ်ချင်တော့အဖေကပထမဆုံးဆေးတစ်ချိန်သွင်းတဲ့အခါမှာပဲတန်းပြီးတော့ဒီအနာပြောက်သွားတာခုထက်ထိလည်းမပေါ်တော့ဘူးဒါဝမ်းသာစရာပါနော်နောက်တစ်ခုကကြတော့အဖေရဲ့9ချိန်မြောက်မှာသူသွေးသွင်းရတယ်နော်သွေးကလည်းအိုသွေးကိုမှသူကကင်ဆာသမားတွေသွင်းတဲ့သွေးကလုံးဝကိုပဲ 100% perfect ဖြစ်နေမှရတာနော်အဲ့တော့ကြတော့သွေးတွေရှားတာလည်းအရန်ခက်ခဲတယ်ဒီကြားတဲ့သူကအပူချိန်ပေါ့နော်ခုနကအဖေစဖြစ်တော့ကစောင်းသွင်းဆေးသွင်း5ချိန်မြောက်လဲကြာသူနှွေရသည်ဖြစ်သွားတာဟုတ်နော်အခုဒါဆေးသွင်းပြီးတာဆိုဒါမိုးလွင်ဖြစ်သွားတယ်အဲ့တော့အချိန်ရောပေါ့နော်အချိန်ရောငွေရောလူရောအကုန်လုံးအားစိုက်ထားတယ်အဖေအတွက်ကျမ်းမာရေးအကောင်းဆုံးဖြစ်အောင်လို့အဲ့တော့အခုဆိုအဖေလည်းအရန်တက်တာတယ်တက်တာလုံးဝလေအခုဆိုဘယ်လိုပြောရမလဲသူအဲ့လိုကင်ဆာဖြစ်တယ်ဆိုတာသိချင်းပဲစိတ်လိပ်တွေပါတယ်လည်းမတောက်ရတော့ဘူးဆိုတော့လေလူကလည်းဝလာတယ်အသားတွေလည်းပိုးပြီးတော့လက်လာတယ်သပင်ပြန်မပေါက်သေးတာတခုပဲသူကမျက်ခုံးမွေးတွေပါကြော့တာအဲ့ဒါလေးတခုပဲသူကဆေးတွေကလည်းဆက်တောင်းနေရတာဆိုတော့လေဆေးချိန်ပြဲသွားလို့ရှိရင်နော်ခေါင်းမွေးတွေပြန်ပေါက်မှာပေါ့အဲ့တော့ခုနပြောချင်တာတခုကတော့လေကိုနီးစက်လေးတွေပေါ့နော်ကင်ဆာဖြစ်ရင်မကူဘူးဆိုပြီးတော့မထားပါနဲ့လုံးဝမတက်နိုင်ဘူးဆိုရင်တော့အဲ့လိုလူမျိုးကတော့တစ်မျိုးပေါ့နော်အဲ့တော့ကုလို့ရတဲ့အနေအထားတွေမှာနော်ကင်ဆာဖြစ်ရင်ဘလို့ပညာမဟုတ်ဘူးသူအဆင့်ရှိတယ်ပေါ့နော်အဆင့်ရှိတယ်နံပါတ်ဘယ်လောက်ဖြစ်နေပြီလဲဒါပေမဲ့လို့ကိုကတော့အဲ့လိုမျိုးကြီးသူကသူဘလောက်အဆင့်ပဲဖြစ်နေရင်တော့မှပဲကို့ဖေကုမှာအနာသိရင်ဆေးရှိတယ်နော်အဲ့တော့မကူပဲထားခဲ့လို့ရှင်အဖေကူချိန်ဆိုရင်သူလည်းဘာဖြစ်နေမှမသိဘူးကိုလည်းဘလောက်နောင်တရနေမှမသိဘူးနော်ဒီငွေရေးကြေးတွေပေါ့နော်ပစ္စည်းဥစ္စာတွေရှာဖွေနေတယ်ငွေတွေရှားနေတယ်ဆိုတာတွေကကိုမိသားစုမှာဒီကကိုမိဘပေါ့နော်အထောက်ပံ့နေအများကြီးဖြစ်ကြပါစေမိဘဆိုတော့ပို့ပြီးတော့အစားထိုးမရတဲ့အရာတွေပေါ့နော်အဲ့တော့ကင်ဆာရဲ့အနှစ်ချုပ်လေးပြောပြတာပါကိုရဲ့ကိုတွေမို့လို့လဲဒါဒီလိုပြောနိုင်တာပေါ့နော်စတော့ဆိုရင်လေကင်ဆာဘယ်သူဖြစ်တော့ဘဝဖြစ်တော့ကိုမှလေအမျိုးမျိုးလိုက်စုံစမ်းတယ်ဘယ်သူမှဒီလိုပြောပေးမဲ့လူလည်းမရှိဘူးနော်ဘယ်လိုလဲဆိုတော့ဒီမျက်ခုံးတက်တူထိုးသလိုပဲကျမဒီမျက်ခုံးတက်တူထိုးတော့ဆိုလို့ရှိရင်လေဒီအိမ်အောင်ကြပြီဒီကတက်ကန်ကိုစရောက်တော့မျက်ခုံးတက်တူထိုးရင်9သိန်းအဲ့တော့ကိုတွေတော့ပေါ့နော်တူတူလေးငငယ်ပေါ့ငယ်တော့မျက်ခုံးတက်တူထိုးရင်9သိန်းဒီလို eyeliner ပေါ့နော်ဒီလို eyeliner လေးထိုးရင်2သိန်းခွဲပေးရတယ်အဲ့ခေတော့ကျန်းထိုးကျင်တော့ကြတော့ယောက်ျားကြီးငါလေးမျက်ခုံးတက်တူလေးတော့ထိုးကျင်တယ်ငါမျက်ခုံးကငကိုလေးကပါနေတော့ကြတော့ပေါ့ဒါဆိုမျက်ခုံးရိတ်မထားသေးဘူးဒီရောက်မှအမွှေးတွေဒါခေါင်းနေပါလေဆိုကိုကရှောနေတာဆိုတော့အမွှေးလည်းမရိတ်တတ်ဘူးစိုင်သွားမှရိတ်ရမှာပေါ့နော်အဲ့တော့မျက်ခုံးတက်တူထိုးတော့ဆိုလို့ရှင်ဘယ်သူမှလေအဲ့လိုပေါ့မေးလို့ရတဲ့လူလည်းတယောက်မှမရှိဘူးကိုကြရင်ကိုသွားလုံးကောင်းတာလဲကိုပဲမကောင်းတာလဲကိုပဲအဲ့လိုအနေထားမျိုးနဲ့လုပ်ရတာအဲ့တော့ကိုလုတ်ပြီးနောက်ပိုင်းမှာဒါတွေကအရန်ကိုခစ်စားလာတာဆိုတော့လေကောင်းမွေဆိုးမွေကကိုပဲခံရတာအဲ့လိုမျိုးပဲကို့အတွက်ကလေဘယ်အရာမှအရာကအတူယူစရာလည်းမရှိဘူးနမူနာလည်းမရှိဘူးကိုတိုင်းကြုံတွေ့မှလည်းဒီလိုပြောလို့ရတာပေါ့နော်အဲ့ဒါကြောင့်မလို့မျက်ခုံးတက်တူးထိုးတော့လို့ဆိုလဲဘယ်သူမှမေးမရအောင်ကိုကလှုပ်ချလိုက်တာပဲနော်ဒါကအဲ့ဒါဒါဒုတိယအကြိမ်ပြန်ထိုးတာပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုပေါ့
အတွေ့အကြုံတွေမရှိဘူးပေါ့နော်ခုနကလို့သူများပြောသမျှကိုနားမယောင်နဲ့ဒါမသိရကြတော့ကို့အဖေတယောက်လုံးကိုယ်တိုင်ခံစားရတဲ့အနေအထားတစ်ခုကိုပြောပြတာပေါ့နော်ကိုယ်တွေကြုံတွေ့ရတဲ့အားလေးကိုမျှဝေပေးတာပါနော်ကင်ဆာပဲအဆင့်ပဲရောက်နေဟုတ်လားကုနိုင်တဲ့လူကလည်းကုပါမကုနိုင်ဘူးကိုယ်တော်လက်လုံလက်စားဖြစ်နေတယ်ဆိုရင်တော့လေဒါဗမာစေးနီးတွေလည်းအများကြီးရှိတယ်ပေါ့နော်လူမျိုးလေးတွေကောင်းလို့ရတွေမိဝဲပါခုနကဘာမြန်မာစေးနီးတွေဆိုလည်းအများကြီးပါပဲမပြောတတ်တော့ခုနတက်မောရဲ့မာရမဟုတ်ဘူးနော်ခုနတပင်းရွှေချီတို့ပါတို့လေအဲ့ဒါတွေဘယ်နှခွက်ဆိုဘယ်နှခွက်တစ်ခွက်ကျိုးတောက်ဆိုတာတွေအဲ့ဒါတွေမြန်မာစေးတွေလည်းအများကြီးရှိတယ်နော်ဟိုအဲ့တော့ကိုကအယူမမားဖို့လေးတခုတော့ပြောချင်ပါတယ်ခုနကလို့အဖေကတော့ဘလို့ဖြစ်ဖြစ်အသက်ရှင်မှာပဲ तू ကအာယူဘလောက်ကြံသေးတာပဲကိုအဲ့ဒါကြီးကိုဗေဒင်မေးပြီးတော့တွက်လို့မရဘူးလေနော်အဲ့လိုဆိုလို့ရှိရင် तू ကဒီအာကောင်အနာကြီးနဲ့ဒုက္ခိတဘောနဲ့ तू ခံစားနေရမှာပေါ့နော်အဲ့တော့ကိုစိတ်ဆုံးဖြတ်ချက်ကအရန်ကိုမှန်းသွားတဲ့အတွက်ကိုလည်းခုံယူပါတယ်အားလုံးပဲခေါ်နိုင်ပါခကြီးရပြန်လာတာဆိုတော့နားလိုက်ပါအောင်မယ်ယောက်ျားကြီးတားကြီးအောင်မ6ကြီးထွက်ကြတယ်6ကြီးထွက်ကြနေပြီမှာကဲတားငယ်လေးကတော့လုံးဝမရဘူးသူ့အိမ်ရမှာမအိပ်ပါဘူးကျမတို့ဂျားထဲမှာပဲလာအိပ်တာကဲအဲ့တော့အားလုံးပဲခေါ်နိုင်ပါရှင်နားလိုက်ပါအောင်မယ်ရှင်